ညနေမောင်နဲ့ခုမှတွေ့ရလူပါမဝရင်တော့ငါပြောကြတော့ရည်စရာပါခမင်းကလေးတို့တို့ဝက်ကညရင်စင်မှာလူတွေမဝင်ခင်မေးတော့အလှပြင်စင်ရှာရင်ရင်ကုန်းကုန်းပြောမယ်တော့တသက်မှုပြည့်သွားရရှင်တွေကစီပလီလောက်ခါတုံးတပါတယ်အုံးမခွက်ကိုရှာဒေါ်လာများက15ပြားလောက်ဆွဲရထားကိုများကမြတ်စားပြီးမဲ့ဟိုတော့ငါလည်းမပြောပါကိုများကမြတ်စားပြီးမဲ့ဟိုတော့ငါလည်းမပြောပါကျမတို့စီကိုလိုက်လို့ပို့ပါလိုက်လို့ပို့မဲ့ပြောလို့သူများတယောက်သားကြတော့နေနေရအတော်မလို့တော့အစမ်းမလို့ပြောနှဝင်ချိုးမလို့ပြောသဘောကျဖြစ်မလိုက်နိုင်ပါဘူးတခါရွှေပြည်ဆိုလွန်ဖို့